ပြေကရုံးရဟာမလေးမင်းပြေးပြီးတော့ခန်းလေးကောက်ပြီးအန်နမီကိုပြစ်ပါတော့ကရုံးရဂိုင်းပြောရင်းနဲ့ပဲ AKN လေးနဲ့ပြစ်လိုက်ပြီးဟိုဘက်ကကောင်းလေးလဲ AKN လေးနဲ့ဆွဲငါရှင်မဖြတ်လျှောက်တော့လဲ AKN မှန်းပြီးတော့တော့တယ်ကောင်းလိုက်လားကရုံးမင်းမလို့ပြစ်နေတာအရုံးဆိုပြီးတော့ဟိုဘက်ထဲရကောင်လေးပါလှမ်းအိမ်ပေးလိုက်တာတော့သွားပြီအပြင်ကဖင်းနိုင်နေတဲ့ကောင်မင်းမလားအန်နမီမင်းမရောက်ဖင်းနိုင်ရရောအဲ့လိုအနိုင်ကြမ်းရင်တော့ဝင်းဆွဲတွေလှုပ်လိုက်ဟဲ့ဆိုပြောရင်းနဲ့ပဲဖင်လိုက်တဲ့ကောင်နေအပြင်ကကောင်တွေကိုအပါဟောပြီးတော့ဒီဘက်တည်းကောင်ပါလုံနေအဲ့ဘက်သားလေးနဲ့ပြည့်တယ်အမလေးတော့ကောင်ရှိသေးတယ်ထပ်ပြည့်တဲ့ထပ်တော့မရတော့ဝက်ထရကောင်အိမ်နာပတ်တူတော့ပြီးအရှိကထွက်လာလေကောင်လဲအတူလေးနဲ့ထိုးလိုက်တာထပ်တော့အပြင်ကကောင်လဲအတူလေးနဲ့ဆွဲလိုက်တာထပ်တော့ကောင်းလိုက်လားကရောမင်းလိုပြစ်လိုက်ချာရောဟာမလေးကရောမဲမလို့ပြစ်လိုက်တာတော့ယူကြီးလေးနဲ့ပြစ်လိုက်ပြီးဂိုင်းပြောရင်လည်းလေဒီဆင်းလာတဲ့ကောင်မကြီးနဲ့လို့ဆင်းလာလဲမင်းနောက်တစ်ခါဆင်းလဲဒီပြေဘက်ထွက်မှာပဲအဲ့ပြစ်ပါဟာအရေးရှိမနှောင်းတွဲချလောက်ကြအောင်ဟေးအဲ့ငါမလုံးမနိုင်နိုင်ဘူးပြစ်ပါဆိုတော့လဲငါတယောက်တည်းပြရတဲ့ဂိုင်းထပ်တော်ပြီးနှောင်းသားဝမ်ဘတ်တူတယ်အလားဒီဘက်ကကောင်းနေလဲပါလို့နေအေးပြစ်တဲ့ဟာတော့ကုန်ပြီအဲ့မလေးလေးယောက်တွင်ရှိတာကိုငါမသိပါလားတက်လာတဲ့ကောင်လေး UMB လေးနဲ့ပြစ်လိုက်တာထန်တော့ဘက်ကကောင်းလေးရှိတယ်ငါသိတယ်မင်းလာပြီအဲ့မလေးမင်းနဲ့ကိုပြင်ပါလို့ဆိုပြီးတော့လေးယောက်သားကိုတယောက်တည်းကြုံလိုက်တာလက်ကားရရှိကားရလေးလောက်တာဘာလဲတော့မသိဘူးလောက်ကြည့်တာပေါ့အနမီမင်းနဲ့ကိုပြင်ပါရောဟဲ့အနမီမင်းနဲ့ကိုပြေးမာတော့ဟဲ့ဆိုပြီးတော့နှကောင်သားတီးထုတ်ပေးလိုက်ပြန်ပြီကြံရှိနေတဲ့တကောင်ခဏနေဟဲ့ငါကြည့်ဖြစ်နေတယ်အမလေးငါကြည့်ဖြစ်လို့မပြီးသေးပါဘူးကိုင်းချောပြေဦးစင်လဲ DBS မိပြီးပြန်လွန်တော်မူသွားပြီ